ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Ghost Story Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေဆိုတော့ဒီနေ့မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားဖို့ရွေးချယ်ထားတာကအောက်လန်းဘိုးထင်နဲ့ Sunday Guide ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲ ready ဖြစ်ပြီဆိုရင်ကျွန်တော်ဒီနေ့အစီအစဉ်လေးကိုစလိုက်ပါမယ်ခင်ဗျာတော်တော်များအုံဆိုင်နေပြီးတော့နေအောင်မထိုးဖောက်နိုင်တဲ့တော်ကြီးမြတ်မဲတွေမှာလူတယောက်လမ်းလျှောက်နေတယ်အဲလူမှာတခြားမဟုတ်မြကေဒီကိုဓာတ်နဲ့ထိုးသားခဲ့သည့်စနေမီသောပညာသည်လူကြီးဖြစ်တယ်သူကတော်ထဲမှာအေးစိတ်တည်ငြိမ်သွားလမ်းလျှောက်နေစဉ်မှာသူ၏နောက်မှာလူများပြေးလိုက်လာတဲ့အတန်များကြားလိုက်ရပြီးတော့ရက်တန်းလိုက်ကနောက်ကိုပြန်လှည့်ကြည့်လိုက်တယ်။လိုက်လာတဲ့သူများမှာမြကေဒီတပည့်များဖြစ်ပြီးတော့စမ်းကြီးအမြင်ရတဲ့မိန်းကလေးမှာဥဆောင်လာခဲ့တယ်။သူမကစနေကိုတွေ့တာနဲ့နာနာကြီးကြီးကြည့်လိုက်ပြီးတော့လူရောမှာစနေမှာနေဖယ်ပြေးမလို့လေ။ငါဘဲမှမပြေးဘူး။နင်တို့ကဘာလုပ်နေရလဲပြောစမ်း။နင့်ကိုတတ်မလို့လိုက်လာတာစနေ။နင့်လိုစုံအစုပ်ပြက်ကငါ့ကိုတတ်နိုင်မယ်လား။တွေးတဲ့နဲ့ရီနေသားနဲ့နင်တို့တတ်တိရှိရင်ရှေ့တိုးခဲ့လေစနေကစမ်းကြီးတို့လူစုကိုစူးရဲသွားကြည့်လိုက်ပြီးတော့စိန်ခေါ်လိုက်ခြင်းဖြစ်ပေတယ်အဲဒီကစမ်းကြီးကတစ်ချက်ခုံလိုက်ရမြေပြင်နဲ့ဆယ်ပင်ဝင်းကျင်ကလေပေါ်မှာရက်တန့်နေပြီးစပင်တို့ကနောက်ကိုပြန်ဝဲနေလေအဲနောက်စမ်းကြီးကတောက်တစ်ချက်ခောက်လိုက်ကလူကျုံမှာစနေနေငယ်တွေကိုလှန်ဆိုင်ပါစေစမ်းကြီးမှာချိန်လိုက်ရစနေဦးကောင်းတဲတဲ့ကိုချိန်ပြင်းသွားပြီးလှန်တန်တစ်ချောင်းကောင်းငင်မှာကျလာလေတယ်အဲဒီကစနေကတစ်ချက်ပြုံးလိုက်ပြီးတော့ပေါစာတပည့်တွေကဘယ်ဆိုးလို့လဲဒါမဲ့စနေဆိုတဲ့ငါ့ကိုဒီလိုလှုပ်လို့ရယူလားဟိစနေကမန်သွင်းကခြေပနှောင်းတစ်ချက်ပေါက်လိုက်တာနဲ့သူဤခေါင်းပေါ်ကိုထိုးကြလာလှန်တန်ဟာတမုတ်ချင်းမီဟုံတောက်လောင်ကပြာမှုန့်များဖြစ်သူပြောင်းသွားပြီးတော့လေထဲမှာပျောက်ကွယ်သွားလေတော့တယ်အဲနောက်စနေကသူဤမဲနဲ့လာတော့မျက်လုံးဖြင့်လေပေါ်မြောက်တက်နေစမ်းကြီးကိုလက်ညှိုးပင်ထိုးလိုက်ကနေငါ့ကိုအန်တုကျင်တယ်ဗောကဲစနေဆိုရင်ဘယ်လောက်ရှိရဆိုကြည်စမ်းဟဲ့စနေကစမ်းကြီးကိုလက်ညှိုးပင်ထိုးကမြေပြင်ကဖနှောင်းဖြင့်ပေါက်လိုက်တာနဲ့ဘေးဘဝင်းကျင်မှာရှိတဲ့တစ်ပင်မှာတစ်ကိုင်းများကျိုးပယ်လာကတစ်ကိုင်းတစ်သားအပိုင်းစားတို့ဟာစမ်းကြီးထံသို့တစ်ချိန်တို့တိုးဝင်လာပြီးတော့ကိုခန္ဓာကိုထိုးဆိုင်ကြကုန်ပါတော့တယ်စမ်းကြီးကတစ်ဆများဖောင်ထွင်းထံကြောင့်လေပေါ်မှာရက်နိုင်စွမ်းမရှိတော့ပဲမြေပြင်ကိုပြုတ်ကြကသွေးများအန်ပြီးအသက်ထွက်သွားလိမ့်မယ်အဲနောက်စနေရကြံတဲ့သူများကိုစူးရဲစွာကြည့်လိုက်ပြီးတော့ဘယ်ကောင်ငါနဲ့တိုက်အောင်မလဲအကုန်လုံးတပြိုင်နဲ့တိုက်ချင်လဲရတယ်နော်မတိုက်ရဲပါဘူးဆရာကြီးကျုပ်တို့ဆရာကြီးရဲ့တပည့်ခံပြစေဟေးမင်းတို့တွေငါခိုင်းတဲ့အတိုင်းလို့ငါခိုင်းနေဝင်နိုင်တယ်ကျုပ်တို့ဘယ်လိုလုပ်မလဲဆရာကြီးမလွယ်လေးပါမင်းတို့ရဲ့လက်ဖြံကိုတိုင်ကြိုက်ကိုသွေးကိုတောက်ပြီးငါရှိသစ္စာဆိုကြစနေပြောလိုက်တာနဲ့ဥပေါစားရဲ့တပည့်တွေဟာဒူးထောက်ထိုင်ချလိုက်ကြပြီးတော့သူတို့၏လက်မောင်းကိုသွေးထွက်သည်အထိကြိုက်နေကြပါတော့တယ်အဲ့ဒီအချင်းဟာကိုကြည့်ပြီးတော့စနေကဟာတိုက်ရီမောနေပါလိမ့်တယ်သူတို့အမြင်နိုင်တဲ့တနေရာခြုံထဲမှာချောင်း